ပေါင်းနဲ့ကာလာလေးစုမယ်နော်ဟုတ်ကာလာလေးကကြတော့လေတစ်ချက်ရွေးလိုက်မယ်နော်ဟုတ်ချက်လေးရွေးလိုက်မယ်ဆိုတော့ဘယ်လိုလေးပဲသွားချင်လဲ အမျိုးဆိုဒီဘက်ဆိုတာ ဒါလေးပေါ့နော်ကာလာလေးအညိုလေးပဲနော်အဲ့ဆိုရင်ကျမတို့ကတ်တင်ရရော တရားကြတော့ဝူကပ်ပုံစံ ဟုတ်ကဲ့လေယာလေးများများလေးပေါ့အဲ့ဆိုရင်ကျမတို့ကဒီအဖျားပိုင်းမှာဆိုလို့ရှိရင်ချုပ်ထားတဲ့ဟာနည်းနည်းလေးရှိရပေါ့နော်အဲ့ကျမတို့ညှက်လိုက်မယ်နော်အဆင်ပြေလားဟုတ်ပြေနော် အရင်ရောမတူ အရင်မတူချင်အောင်အဲ့ဆိုကျမတို့တစ်လားလောက်ဆိုရင်ရလားချုပ်ထားတဲ့ limit ကတစ်လားလောက်ထိသွားထားဆိုတော့လေဟုတ်ညှက်လိုက်မယ်နော် ဟုတ်ကဲ့